ကဲဒီနေ့ကတော့ကျမဥနှလုံးကိုဖြုတ်ချက်မှာပေါ့နော်ဘာဥလဲဆိုတော့ငါဥပါရှင်ငါဥလေးတွေကိုနနွင်းလေးဂျင်းလေးစားလေးနဲ့ထည့်ပြုတ်ထားပါမယ်ကဲပြီးတော့ကြက်သွန်တွေပါတယ်ခရမ်းချင်တွေပါတယ်လီငါဥလေးပြုတ်ထားတာရပြီဆိုလို့ရှိရင်ဆယ်ထားမယ်ဆယ်ပြီးရင်အဲ့အိုးထဲမှာပဲစီလေးထက်ကြက်သွန်လေးစီတက်ပေါ့နော်ပြီးတော့ဂျင်းကြက်သွန်မျိုးထောင်းထားတာလေးကိုထည့်ပါမယ်ရှင်ထည့်ပြီးတခြားလေးမွေပါမယ်မွေပြီးတော့ခရမ်းချင်လေးပါထည့်ပါမယ်ရှင်ထည့်ပြီးတော့စားလေးထည့်ပြီးတော့ဟင်းကြမုံလေးထည့်ရောင်နေမုံလေးထည့်ပြီးတော့လုံးမယ်ပေါ့နော်ခရမ်းချင်လေးအနစ်လေးကြအောင်လို့တခြားလေးရင်နွေးလေးထည့်ပြီးတော့အနစ်ကြအောင်လေးချက်ထားပါမယ်ကဲချက်ထားတော့မှခဏပြုတ်ထားတဲ့ဥနှလုံးကိုလီးမယ်ပေါ့နော်ဒါနဲ့ဒီပြီးတော့အနစ်လေးရပြီဆိုလို့ရှိရင်ငါဥလေးတွေကိုထည့်လိုက်ပါတော့မယ်ရှင်ထည့်ပြီးတော့တခြားလေးတမတော့အောင်မွေပါမယ်ရှင်တခြားသမတ်တော်ဝင်ပြီးတော့ခဏငါးဥပြုတ်ရွေလေးကိုထည့်လိုက်ပါမယ်နော်အဲ့ဒါငါးဥပြုတ်ထားတဲ့အရည်လေးကြံလို့ပြီးတော့အိုးလေးကိုအဖုံးလေးအုပ်ပြီးထားမယ်ငါးဥလေးရပါပြီရှင်မွေးတော့အောင်လို့အပွားနေနန်းပင်လေးအုပ်ငံပြားကြီးလေးနည်းနည်းထပ်ထည့်ရတာအတွက်ကဲအခုဆိုလို့ရှိရင်အရန်နဲ့ကိုမစားကောင်းပြီးရတာရှိရဲ့ဥနှလုံးချက်ငါးဥချက်လေးရပါပြီ